Okay, အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဩဂုတ်လ16ရက်နေ့ညကပအရှိလေးပိုင်းမှာတနေ့တခြားပုံမူစိတ်ဝင်စားစရာကောင်းလာနေတဲ့စစ်ပွဲနောက်သုံးရ breaking news သတင်းထူးတွေနဲ့အတူထူးခြားတဲ့နိုင်ငံတကာသတင်းတချို့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ယောတီဖာလို့ခေါ်ပါတယ်ဒီကနေ့ဩဂုတ်လ16ရက်နေ့ညမှာလေးပဲထူးခြားတဲ့ breaking news သတင်းတွေကြားရပါတယ်ကဲဒီသတင်းမတင်ဆက်ခင်မှာကျွန်တော်ရဲ့သတင်းတင်ဆက်မှုကိုဆက်လက်ပြီးမှအားပေးဝန်ရတဲ့အနေနဲ့ကျေးဇူးပြုပြီး like တွေ subscribe တွေ share တွေ follow တွေလုပ်ပေးဖို့ရန်တောင်းဆိုပါရစေ okay ကဲစရအောင်ဒီနေ့ပထမဆုံးအင်မတန်စိတ်ဝင်စားစရာကောင်းလာနေတဲ့သတင်းထူးကတော့အခုအင်ရန်ရဲ့အာမီယာဟာတာမီဆိုတဲ့တပ်မှုစစ်ဖက်ဆိုင်ရာ IRGC ခေါင်းဆောင်တယောက်ကကြေညာချက်စိတ်ဝင်စားစရာအသစ်တစ်ခုကိုထုတ်ပြန်ကြေညာလာပါတယ်။အမေရိကန်နိုင်ငံအတွက်အင်မတန်မှကြက်တီးထစရာသတင်းဖြစ်တယ်။ဘာလဲဆိုရင်ဒေတာတွင်းနိုင်ငံမှာရှိတဲ့အမေရိကန်အခြေချစခန်းတွေကနဲ့တပ်သားတွေတယောက်ကိုနော်တပ်ဖြတ်တာတို့ဖမ်းဆီးတာတို့ပြန်ပေးဆွေးတာတို့လုံနိုင်ခဲ့တည်ရှိတော့အဲ့ဒါကို American Dollar 3000ပြီးမယ်ဆိုပြီးတော့မှကြေညာလိုက်ပြီအမျိုးသမီးတယောက်ကိုတပ်ဖြတ်တာဖမ်းဆီးတာမဟုတ်ရင်ပြန်ပေးဆွေးတာလုံနိုင်ခဲ့ရင်နှစ်ဆစုချင်းဝင်ပေးမယ်တဲ့ဒီလိုကြေညာလိုက်ပြီဒါကအင်မတန်မှနော်ထိလန့်စရာကောင်းတယ်အဲ့ဒါကြောင့်ဒီစုချင်းဝင်ကတော်တော်များတဲ့အတွက်ကြောင့်အီရန်နိုင်ငံသား IRGC အဖွဲ့ဝင်တွေကိုထူကူထအမျိုးမျိုးနဲ့ American စစ်တပ်အခြေချစခန်းရှိရာတပ်ဖွဲ့ဝင်တွေကိုဦးစားပေးပြီးတော့မှတိုက်ခိုက်တာဖမ်းဆီးတာပြန်ပေးဆွေးတာဘာလို့လောက်လာနိုင်တယ်ဘာကြောင့်အမျိုးသားထက်အမျိုးသမီးနှစ်ဆအခြေအနေနော်စုချင်းငွေထုတ်ရတယ်လေဆိုတဲ့အကြောင်းရင်းနဲ့စိတ်ဝင်စားစရာရှိတယ်အမျိုးသမီးတွေကိုအင်မတန်မှသူတို့ကနှိပ်စက်ပြီးတော့မှနော်လက်ဝက်ချက်တွေကိုလုံးဝရှာဖွေဖို့ရန်အတွက်ကြိုးစားချက်ဖြစ်တယ်တဲ့ဒီလိုမျိုးကြေညာတဲ့ဒီခေါင်းဆောင်ကိုပထမဦးစားပေးရှင်းလင်းရမယ် IRGC ဒီခေါင်းဆောင်ကိုအမြန်ဆုံးရှင်းလင်းနိုင်ဖို့ဆောင်ရွက်ရမယ်ဆိုတဲ့ဟာတွေ American နိုင်ငံသားတွေပြောနေကြပြီပြီးတော့ဒီအစင်စင်ကမကြာမီအတွင်းမှာတော်တော်လေးကြရဲ့ရခိုင်လာနိုင်တယ် American နိုင်ငံတွေအတွက်အင်မတန်စိုးရင်ရတဲ့အနေထားဒါပေမဲ့တစ်ခုအမှနှစ်ခုရှိတယ်တစ်ခုက American ရဲ့အခြေချစခန်းမှာရှိတဲ့စစ်သားတွေကိုနော်ဖမ်းဆီးတာပြစ်ခတ်တာနော်တပ်ဖြတ်တာပြန်ပေးဆွေးတာလုံနိုင်ခဲ့သည်ရှိတော့ American ကဒီတိုင်းကြည့်နေမှာလားတဲ့ဒီတဲ့အစပေါင်းမြောက်များစွာအင်ရန်ကိုတိုက်ခိုက်လာနိုင်ဖွယ်မရှိဘူးလားအဲ့ဒါတခုဒုတိယတစ်ချက်ကအင်ရန်နိုင်ငံထဲမှာပြည်သူတွေစားဖို့တောက်ဖို့တောင်မှအနိုင်နိုင်ဓာတ်စီတောင်မှအလွန်အလောက်မရှိတဲ့ကြားထဲမှာဒေါ်လာ3000ဆိုတာပေးနိုင်ပါမလား6000ဆိုတာပေးနိုင်ပါမလားယုံရမလားဒါလည်းအင်မတန်စိတ်ဝင်စားစရာကောင်းနေတယ်ဒါကဒီနေ့ထူးခြားတဲ့ breaking news ထဲမှာပါလာတာအခုအီရန်နိုင်ငံရဲ့တောင်ပိုင်းဖက်ကနေ drone တစီဟိုမိုရှေလေးကြောင်းကိုပြစ်နေတယ်အဲ့ဒီပြစ်နေတဲ့ဟာသင်္ဘောတစီကိုရည်ရွယ်ပြီးမှပြစ်မှတ်ထားပြီးမှပြစ်ခတ်တာဖြစ်တယ်အခုဟိုမိုရှေလေးကြောင်းမှာအီရန်ရဲ့ပြစ်ခတ်မှုကဆက်တိုက်3စီ4စီရှိလာတော့မယ်အဲ့ဒါကြောင့်ဒီဟိုမိုရှေလေးကြောင်းမှာအီရန်ကများလက်လာတဲ့ဟာမြင်တွေ့ရတယ်ဘာကြောင့်လဲ American သမ္မတ Donald Trump ကများမကြာမီမှာဟိုမိုရှေလေးကြားက American နိုင်ငံပိုင်နေမြေတစ်ခုအဖြစ်ကြေညာရတော့မယ်ဆိုတဲ့ဟာပြောလာတဲ့အသေးကြောင့်ဟိုမိုရှေလေးကြားမှာတင်ပေါ်မှန်သမျှကိုပြစ်ဖို့အစဉ်စဉ်လှုပ်လိုက်တာဖြစ်တယ်
ဒါက breaking news ပရမသုံးကြားရတဲ့ဒီနေ့အတွက်ထူးခြားတဲ့သတင်းဒုတိယထူးခြားတဲ့သတင်းကတော့အခုလေဘနွန်တောင်ပိုင်းမှာရှိတဲ့ Hezbollah အုံမင်လိုင်ကောင်းမှာပိတ်မိနေတဲ့ Hezbollah မြောက်များစွာရှိတယ်အဲ့ဒါကိုအထဲမှာကိုလိုက်ပြီးတော့မှတိုက်ခိုက်နေတာအထဲမှာခေါင်းဆောင်ပိုင်းတွေကိုရှိပါမလားအမတန်စိတ်ဝင်စားစရာကောင်းတယ်တော်များအဲ့ဒီအုံမင်လိုင်ကောင်းမှာပုံနေတယ်တဲ့ပိတ်မိနေတယ်တဲ့အဲ့ဒီအုံမင်လိုင်ကောင်းကအီရန်ကတင်ဆောက်ပေးထားတဲ့နော်ဒီ Hezbollah နဲ့ပူးပေါင်းမှအထူးအတွက်ပြင်ဆင်တင်ဆောက်ပေးထားတဲ့အုံမင်လိုင်ကောင်းဖြစ်တဲ့အဲ့တော့တော်လေးပိတ်မိနေတဲ့ကြားထဲမှာအစ္စရေးကဝင်ပြီးမှတိုက်ခိုက်နေတဲ့ဟာဖြစ်တဲ့ကြောင့်စိုးရင်ရတဲ့အနေအထားမှာရှိတယ်။ဒါကြောင့်အီရန်ရဲ့နော်ဒုတော်ဥက္ကဋ္ဌကဘာပြောတယ်လဲဆိုရင် Hezbollah အခုဒီပိတ်မိနေတဲ့အုံမင်လိုင်ကောင်းထဲမှာရှိတဲ့တပ်ဖွဲ့ဝင်အားလုံးနဲ့ direct ကျွန်တော်တို့အဆက်အသွယ်ရှိပါတယ်။လုံးဝအဆက်အသွယ်24နာရီရှိတယ်ဆိုတဲ့ဟာကိုကြားဖြတ်ကြေညာလာတွေရှိတယ်။မနေ့တနေ့ကဒီအစ္စရေးတပ်သား3ဦးကို drone နဲ့ပစ်ခတ်မှုကြောင့်3ဦးဒဏ်ရာရသွားတယ်။အဲ့ဒီဒဏ်ရာရသွားတဲ့အပေါ်မှာအစ္စရေးကပြန်လေလက်တော့ပြန်တာပါဆိုမှဒီနေ့အခုဘလောက်တည်ဆုံးတယ်ကြဆုံးတယ်ဆိုတဲ့ဟာကကျွန်တော်တို့သတင်းမရအောင်ဒါပေမဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု Hezbollah ကိုတိုက်ခိုက်တာလေဘနွန်တောင်ပိုင်းမှာတော်လေးပြင်းထန်ပြီးမှမြေခိုးထွက်နေတယ်ကြီးစံတွေနော်လေကြောင်းတိုက်ခိုက်မှုနဲ့လုံနေတဲ့ဟာတွေဗီဒီယိုတွေထပ်ပေါ်လာတယ်အေးမနေ့ပြန်တပတ်ခါဆိုရင်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ဒီရာထူးရှိတဲ့ဟာတေဆုံးသွားပြီဆိုတဲ့တဲ့မဟုတ်ရင်ဒီလောက်ထိဖန်စီနော်နိုင်ခဲ့တယ်ဆိုတဲ့တဲ့တွေပေါ်လာတော့မှဖြစ်တယ်ဒါကအစ္စရေးရဲ့လှုပ်ရှားမှုအခုဒီကြားကာလမှာအီရန်ရဲ့လက်ပါတဲ့တဲ့ကနဲ့အင်အားအနည်းဆုံးကိုဖော်ပြပါဆိုရင် Hezbollah တွေဖြစ်တယ်တဲ့ Hezbollah ကတော်လေးကိုအားနည်းနေပြီဆိုတဲ့တဲ့ရရှိတယ်အဲ့ဒါကဒုတိယစိတ်ဝင်စားစရာတဲ့တတိယစိတ်ဝင်စားစရာကရုရှားနဲ့ယူကရိန်းရဲ့နော်အပြန်အလှန်ပစ်ခတ်မှုအခြေအနေဘယ်လောက်ထိစိတ်ဝင်စားစရာကောင်းလဲဆိုရင်ယူကရိန်းရဲ့ပစ်ခတ်မှုကြောင့်ရုရှားနိုင်ငံမှာ online နော်ရောင်းဝယ်ရေးဗဟိုစင်တာတစ်ခုထပ်မံထိမှန်ပေါက်ကွဲတယ်ဆိုတဲ့ဟာကိုဗီဒီယိုနဲ့တကွဖော်ပြတယ်အဲ့ဒီဟာနောက်ပိုင်းမှာဒီရုရှားကယူကရိန်းနေမြေမှာရှိတဲ့မြို့မှာဈေးကွေစင်တာတကက်ဈေးဆိုင်ကိုဝင်ရောက်ပြီးမှဒုံးကျည်နဲ့ပစ်ခဲ့တာရှိတယ်ပစ်ခဲ့တာနဲ့နော်30မိနစ်လောက်နိုင်ဝက်လောက်ကြာတဲ့အချိန်မှာပြန်လေပြီးမှဒီယူကရိန်းရဲ့ပစ်ခတ်မှုကြောင့်ရုရှားရဲ့နော်ဒုံးကျည်လောင်စာ3လောင်ရာနေရာစက်ယုံကိုထိမှန်သွားတယ်အဲ့ဒါအင်မတန်မှအခုတော်လေးပြင်းထန်နေတဲ့အနေအထားနော်နောက်ထပ်စိတ်ဝင်စားစရာပါရှိလဲဆိုရင်ယူကရိန်းရဲ့ပစ်ခတ်မှုကြောင့်တဲ့ရုရှားနိုင်ငံမှာရှိတဲ့ပူတင်ရဲ့နန်းတော်အနီးမှာကိုတွားပြီးတော့မှထိမှန်တဲ့ဟာရှိတယ်အဲ့ဒါတော်လေးကိုအော်ကြတယ်အဲ့ဒီထိမှန်တဲ့နေရာကနော် S400ဆိုတဲ့ဒီလေကြောင်းကာကွယ်ရေးတကက်အဆောက်အဦစိတ်ယုံတယုံကိုတွားပြီးတော့မှထိမှန်သွားတယ်အဲ့ဒါလုံးဝမဖြစ်နိုင်တဲ့အခြေအနေမှာဖြစ်သွားတာတမဒပူတင်ရဲ့နန်းတော်အနီးမှာကိုဒီလိုတိုက်ခိုက်နိုင်ခဲ့တာအဲ့ဒါကြောင့်ရုရှားကခေါင်းကုပ်မှငါဘလို့ဆက်လို့ရမလဲဆိုတဲ့တခြင်းလို့ပေါ့တော်လေးတော့ခေါင်းစားသွားတယ်တဲ့အေးတိတ်မကြခင်မှာအခုဟိုအရင်လဝင်ခါစကတဲ့နဲ့ရုရှားစစ်ရှုံးနေပြီဆိုတဲ့အရေးအမွာတော်မှာTrump ကပြောခဲ့တဲ့ဟာရှိသေးတယ်အခုတော်လေးခံရပြီရုရှားအခြေအနေတိတ်မလောက်ရုရှားအခြေအနေတော်လေးဆိုးနေတယ်အဲ့ဒါကြောင့်ဒီစစ်ပွဲ3ခုကိုကြည့်လိုက်ရင်များသောအားဖြင့်ယူကရိန်းနဲ့အနိုင်ရပြီးတော့မှနော်စစ်ရဲ့ပြစ်မှတ်တော်များကိုပျက်စီးအောင်ပစ်ခတ်နိုင်တဲ့အနေအထားမှာရှိတယ်ပြီးတော့မှအစ္စရေး
ပြီးတော့မှအခုပင်နယ်ကွင်းနိုင်ငံဒီဟူတီနဲ့ဆိုဒီယမင်တို့ရဲ့နော်တိုက်ခိုက်မှုကြောင့်နိုင်ငံရဲ့အခြေအနေမကောင်းဘူးကုန်တွေရဲ့အခြေအနေမကောင်းဘူးဆိုမှယမင်ဖက်မှာရှိတဲ့ရဲလက်ကြားတစ်ခုကိုယာယီရိုက်ဆိုင်ပစ်ထားတယ်တဲ့လုံးဝမတွားရသင်္ဘောတွေဒီလိုမျိုးနော်ရိုက်ဆိုင်လိုက်ရတယ်ပိတ်ထားရတယ်ဆိုတဲ့ဟာတောင်မှထပ်ပေါ်လာတယ်အဲ့ဒါဒီတော်တော်လေးစိတ်ဝင်စားစရာကောင်းလာတဲ့နောက်ဆုံးရအခြေအနေအမေရိကန်နိုင်ငံမှာကြတော့အမေရိကန်ရဲ့ဒီအရာရှိပိုင်းမှာလည်းအပြောင်းလဲရှိတယ်ယာသူရက်နာသွားတဲ့သူရက်ဆိုင်သွားတဲ့သူနှုတ်ထွက်သွားတဲ့သူရှိတယ်အကြောင်းမျိုးမျိုးဗန်းပြပြီးတော့မှနောက်ပြီးတော့မှအမေရိကန်နိုင်ငံမှာ Trump ကိုနော်အားပေးတဲ့သူတွေ Trump အုပ်ထုတ်ဆောင်ပြီးတော့မှ Trump ကိုအားပေးတဲ့ဝတ်စုံနဲ့အင်ဂျင်တွေဝတ်တဲ့သူကိုခေါင်းခေါက်နေရင်အုပ်ထိုးခံရတဲ့ဟာတွေလမ်းဘေးမှာကြုံတွေ့ရတယ်နောက်ပြီးတော့မှအခုနော် ICE အဖွဲ့တွေကိုကျွန်တော်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လှုပ်ဆောင်ပုံလှုပ်ဆောင်နည်းကိုကျွန်တော်ကြိုက်ပါတယ်နှစ်သက်ပါတယ်ဆိုတဲ့ဟာစိုက်ဖို့ကင်ထားတဲ့သူကိုဝိုင်းအုံပြီးတော့မှလုံးဝအကြမ်းဖက်တိုက်ခတ်ခံရတဲ့ဟာရှိတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုလုံးဝမကျေနပ်တဲ့သူကသူ့ကိုထောက်ခံတဲ့သူတွေကိုပါလောက်ကျန်လာတဲ့အနေထားတိုက်ခိုက်ကျူးကျော်လာတဲ့အနေထားကျူးကျော်ဆိုတာတဲ့ဒီသူနေတဲ့နေရာမှာကိုလာပြီးတော့မှနော်လုံးဝလာတိုက်ခိုက်တာဂဲတွေနဲ့လာပစ်တာဒီလိုလုပ်နေတယ်နိုင်ငံရေးထဲမှာကိုအားပေးတဲ့သူဘယ်သူလဲဆိုတဲ့ဟာကိုပိုတင်တောင်မှပြောလို့မရတဲ့ဝှစားလို့မရတဲ့အနေထားအမေရိကန်နိုင်ငံမှာရှိတယ်အဲဒါကြောင့်အမေရိကန်အခြေအနေတွေဒီအင်ရန်ပြောထားတဲ့နီးတူပြင်သွင်းထဲမှာကိုဝင်ပြီးတော့မှကျွန်တော်တိုက်ခိုက်မှာဖြစ်တယ်လုံးဝ fight မယ်ဆိုတဲ့အနေထားကိုအားရပြီးတော့မှနော်ဒီအပြောင်းလေးတွေလှုပ်ဖို့လုပ်နေတာလားအခုဒီနော်အစ္စရေးဝင်ကြီးချုပ်စကားပြောခဲ့တဲ့စကားတခွန်းတောင်မှတော်တော်လေးကြရိုက်သွားတယ်ပြည်တင်နိုင်ငံဟာနော်အစ္စလာမစ်တမဒနိုင်ငံဖြစ်တယ်ဆိုပြီးတော့မှအစ္စလာမစ်ပြည်တင်တမဒနိုင်ငံဆိုပြီးတော့မှတောင်မှပြောခဲ့တဲ့စကားတောင်မှတော်တော်လေးကြရိုက်ထားတဲ့ဟာရှိတယ်ဒီညအတွက်နောက်ဆုံးစိတ်ဝင်စားစရာ breaking news ကအခုယောဂအသစ်အမျိုးမျိုးထပ်တဲ့thếမှာ COVID-19 ပြန်လဲအစပြုတ်လာပြီးတရုတ်နိုင်ငံမှာစတင်နေပြီတရုတ်နဲ့အိမ်နီးနားချင်းဖြစ်တဲ့မြန်မာနိုင်ငံတတိထားရမယ်ထိုင်းနိုင်ငံတို့လာအိုတို့နော်တော်တော်များများတတိထားရမယ်9သိန်းကျော်နော်ယောဂကုဆက်နေပြီးတူလောလောဆယ်တည်ဆုံးနေတဲ့ယောဂလက္ခဏာတော်တော်ပြင်းထန်နေတဲ့မြန်မာနိုင်ငံမှာလည်းပဲနော်ကျတို့ဒီမိုးလေဝသအပြောင်းလဲကာလမှာဝန်လျှောတာဝန်ပြတ်တာနော်မျိုးမျိုးဒီလိုမျိုးယောဂတွေဖြစ်နေတာဖြစ်တယ်ဒါကြောင့် COVID-19 ဆိုရင်ကြက်တီးတောင်ထအရမယ်အနေအထားကဘာကြီးကိုလုံးဝနော်ထိလန့်တဲ့ virus ဖြစ်တဲ့ကြောင့်ကြိုတင်ကာကွယ်တာကြတော့အကောင်းဆုံးဖြစ်တယ်သွားတာလာတာကိစ္စပြီးမှသွားလာကြပါဆိုပြီးတော့မှဒီနေ့ညနောက်ဆုံးရ breaking news သတင်းကိုတင်ဆက်တာဒီနေရာမှာရန်နာကျင်ပါတယ်ကြည့်ရှုအားပေးကြတော့ဆီယာမိဘနော်အပေါင်းအသင်းအားလုံးကိုအသက်ရှင်တော်မူသောယေရှုခရစ်တော်ဘုရားအားဖြင့်ကွယ်ကာဆောက်ရှောက်မှသာလမ်းပြတော်မူပါသည် okay